က်ခဏီးစုံတွဲတွေမှာတွေ့ရတဲ့အချက်၅ချက်ရှိပါတယ်။လမ်းခွဲဖို့နီးစပ်လာပြီးဖြစ်တဲ့စုံတွဲတွေမှာပေါ့နော်။တိတိတသာပြောင်းလဲလာတဲ့လက္ခဏာတွေရှိရပေါ့နော်။ဆိုတော့နံပါတ်1အချက်ကရန်ခဏဖြစ်တာဒါမှမဟုတ်လုံးဝကိုရန်မဖြစ်တော့တာပေါ့နော်။အသေးဖွဲကိစ္စလေးကအစပေါ့နော်။စိတ်မရှိဘဲနဲ့စကားတွေများလာတာ။နောက်တစ်ခုပိုဆိုးတာကစိတ်အရန်ကိုကုန်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှကိုမပြောတော့တာပြောမယ်ဆိုရင်ရန်ကိုမဖြစ်တော့တာပေါ့။ဘာလို့လဲဆိုတော့တစ်ဖက်လူအပေါ်မှာဘာမျောလင့်ချက်မှမရှိတော့တဲ့အတွက်ဒီလိုရန်ဖြစ်ပြီးတော့အမားအမှန်တွေကိုရှင်းပြဖို့တော့စိတ်မပါတော့တာမျိုးပါ။နံပါတ်2အချက်ကအတူရှိနေခြင်းကပျော်ရွှင်စရာကောင်းတယ်ဆိုတာထက်ပေါ့စိတ်အနှောက်အယှက်ဖြစ်စရာတက်တောင့်တက်တာမဖြစ်တယ်လို့မျိုးကိုခံစားလာရတာမျိုးပါနံပါတ်3အချက်ကတော့လွတ်လပ်ချင်တဲ့စိတ်ပဲဖြစ်ပေါ်နေရပါတော့တယောက်တည်းနေချင်တာပို့ပြီးတော့ကောင်းတယ်သူနဲ့အတူရှိနေရတဲ့ကိုတယောက်တည်းပြတ်တန်းနေတာပို့ပြီးတော့အတိတ်ပဲရှိရလို့ခံစားလာရတာမျိုးမဲ့ဆိုရင်တော့တကူတည်းပဲဖြတ်တန်းချင်တဲ့စိတ်မျိုးဝင်နေတတ်ပါတယ်နံပါတ်4အချက်ကတော့စိတ်ဝင်စားမှုလုံးဝကိုမရှိတော့တာပေါ့နော်သူကသူဘာပဲလုပ်ဘာကြီးပဲဖြစ်နေကိုယ့်ရဲ့စိတ်ကသူ့စီမှာမရှိတော့တဲ့အတွက်ကြောင့်မို့စိတ်လည်းမဝင်စားတော့တာမျိုးပေါ့သူကသူဘလူးနဲ့ပဲတွေ့ကိုကြိုက်တဲ့လူနဲ့ပဲတွေ့ကိုမကြိုက်တဲ့လူနဲ့ပဲတွေ့သူကသူဘာပဲလုပ်အေးစိတ်ထားလိုက်တော့တာမျိုးစိတ်ကိုဝင်စားတော့တာအဲ့လိုစိတ်မျိုးနေပါလိမ့်မယ်နောက်ဆုံးနံပါတ်5အချက်ကတော့အနာဂတ်မှာ तू မရှိတော့တာကကိုယ့်အတွက်ပို့ပြီးတော့တောင်ကောင်းလာတယ်ဆိုတဲ့ feeling မျိုးရလာတာပေါ့နော်ဒီအချက်တာခံစားရပြီဆိုရင်တော့ဒါတကယ်ကိုကိုယ့်ရဲ့စိတ်ထဲကနေသူ့အပေါ်လုံးဝစိတ်ကုန်နေပြီပြတ်သားချင်နေပြီဆိုတဲ့စိတ်ပဲဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့စိတ်ထဲကနေလမ်းခွဲဖို့အစင်တင်ဖြစ်နေပြီဆိုတဲ့ခံစားချက်မျိုးပါသူနဲ့ဒါပြတ်သွားရင်ငါရဲ့ဘဝကပို့ပြီးတော့အစင်ပြေမယ်ဆိုတဲ့အတွေးမျိုးဝင်လာတဲ့အထိကိုဖြစ်နေတာမျိုးပေါ့ဆိုတော့အေးပြသွားတဲ့ဒီအချက်5ချက်တာကြုံနေရပြီဆိုရင်တော့လမ်းခွဲလိုက်တာအကောင်းဆုံးပါပဲဘာကြောင့်လဲဆိုတော့ဆက်လျှောက်လဲမထူးတဲ့ဘဝမှာသူရောကိုရောအချိန်မဆွဲချင်းဖြစ်ပြတ်သားလိုက်တာကနှစ်ယောက်လုံးတက်ပို့ပြီးတော့အဆင်ပြေပါတယ်အဲကြောင့်အေးအနေနဲ့ပေါ့နော်ပြက်ခဏီးစုံတွေမှာတွေ့ရတဲ့အချက်ကလေးတွေကို sharing လေးလုပ်ပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်